အမျိုးသမီးအင်္ဂါကိုမလှုပ်သင့်တဲ့အကြောင်းအရာများနံပါတ်1ပြိုနဲ့ထိုးသွင်းပြီးတော့ရေမစေးရတချို့ကရေပြုတ်ကဲ့သို့သောအရာများကိုသုံးပြီးတော့ရောနှင့်အတွင်းပိုင်းကိုထိုးသွင်းကတန်ရှင်းရေးလုပ်တတ်ကြပါတယ်ပိုးသက်တန်းစင်ထားကြောင်းကြီးညာထားရင်လည်းအသုံးပြုဖို့တော့မသင့်တော်ပါဘူးတိမ်ရဲ့အတွင်းပိုင်းဟာအရန်ကိုနူးညံ့ပြီးတော့ pH ပမာဏလွန်ကဲတဲ့ရေနဲ့တွေ့ရင်ပျက်စီးတတ်တယ်လို့အခြားဖိထွက်ဆိုးကျိုးတွေလည်းရှိတတ်ပါတယ်နံပါတ်2လက်ဖြစ်စီးဝါးများမသုံးရတချို့တွေကရာသီလာတဲ့အခါမျိုးမှာရောင်ရမ်းမှုကိုတက်တာစေဖို့အတွက်ပေါင်းမြက်နဲ့အုံခြင်းလက်ဖက်ချောက်အဖန်ရည်နဲ့စီးခြင်းရေခဲသွင်းခြင်းများကိုလုပ်တတ်ကြပါတယ်ဒါတွေကလုံးဝကိုရှောင်ရှားရမယ်ဆိုတာအမျိုးသမီးတိုင်းကိုသိစေချင်ပါတယ်နံပါတ်3အရာဝတ္ထုများနဲ့ကျင်းမြောင်းအောင်မပြုလုပ်ရလင်ယောက်ျားရဲ့အလိုကိုလိုက်ပြီးတော့အရာဝတ္ထုဖော့စက်ကူအစရှိတဲ့ပစ္စည်းတွေကိုသုံးပြီးတော့လမ်းကြောင်းကျင်းမြောင်းအောင်လုပ်ခြင်းကြောက်ချင်ကဲသို့သောအရာများလင်းခြင်းဟာတိမ်ကောင်းကင်ဆာကိုတောင်မှဖြစ်စေနိုင်တဲ့အထိအန္တရာယ်ရှိပါတယ်နံပါတ်4ပရဆေးများမသုံးရပရဆေးတွေနဲ့ဟုံနိုးနိုးနဲ့အင်္ဂါကိုလိမ့်ခြင်းမိမိဘာသာတက်တလောက်မှတ်တလောက်လှုပ်ခြင်းတွေကိုရှောင်ကျင်ရပါမယ်ဒါတွေဟာယောဂဆိုးတွေပေးတဲ့အရာတွေပဲဖြစ်ပါတယ်နံပါတ်5လိန်ဆက်ဆံပြီးချက်ချင်းအပေါ့သွားခြင်းမပြုရလိန်ဆက်ဆံပြီးတာနဲ့ချက်ချင်းအပေါ့သွားတာကိုရှောင်ရှားရပါမယ်အကြောင်းရင်းကတော့စီးထဲမှာအန္တရာယ်ပေးနိုင်တဲ့ယောဂပိုးတွေပါဝင်လို့လက်လက်ဆက်ဆက်ပုံးပဲ့တန်ရာရထားတဲ့လမ်းကြောင်းကြွက်သားနဲ့ထိတွေ့ရင်တော့ယောဂတွေရစေနိုင်ပါတယ်ကဲဒါဆိုရင်ရောတန်ရှင်းရေးဘယ်လိုလုပ်ရမလဲနံပါတ်1 pH ပမာဏ 4.5 ထက်မနည်း8ထက်မပိုတဲ့ feminine care product များကိုအသုံးပြုသင့်ပါတယ်feminine care product များကိုရွေးချယ်ဝယ်ယူတဲ့အခါမှာလည်းကျန်းမာရေးစံညွှန်းနဲ့ကိုက်ညီတဲ့ဥပမာ pH care သို့သောပစ္စည်းများကိုရွေးချယ်အသုံးပြုသင့်ပါတယ်။နံပါတ်2ရေနွေးနဲ့ဆေးပါ။ရေနွေးနဲ့အပြင်ကနေတန်ရှင်းအောင်ဆေးကြောနိုင်ပါတယ်။ရေပန်းနဲ့ခပ်ပြင်းပြင်းလေးပန်းပြီးတော့လက်နဲ့မပွင့်ရင်တော့မှအဲ့ဒီနီဟာတန်ရှင်းစင်ကြယ်စေပါတယ်။နံပါတ်3ကျန်းမာရေးညွှန်းကိန်းနဲ့လွန်ညီတဲ့လစဉ်သုံးပစ္စည်းများကိုသုံးပါ။တချို့ပစ္စည်းတွေဟာရောင်းကောင်းဖို့အတွက်အဓိကထားထုတ်ပိုးထားတာဖြစ်ပါတယ်။ဘယ်ကျန်းမာရေးဌာနကမှထောက်ခံထားတာမျိုးမရှိပါဘူး။ဒီလိုပစ္စည်းမျိုးကိုတော့မိမိဘာသာစမ်းစစ်ဖို့လိုအပ်ပါတယ်နံပါတ်4ပိုးသက်ထားတဲ့အဝတ်နဲ့အရှိနောက်အပေါ်အောက်တုပ်ပေးပါရေမွေဓာတုဓာတ်ပေါင်းတွေပါဝင်တဲ့တ िश ူးစက်ကူစတာတွေကိုလုံးဝမသုံးရပါဘူးပိုးသက်ထားတဲ့အဝတ်နဲ့ရှေ့နောက်အပေါ်အောက်တုပ်ပေးနိုင်ပါတယ်နံပါတ်5ဝါးချီစစ်စစ်နဲ့ပြုလုပ်ထားတဲ့အတွင်းခံအထည်များကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်ဝါးချီနဲ့ပြုလုပ်ထားခြင်းကြောင့်အခြားဓာတုဆေးတွေမပါဝင်ပါဘူးအခြားစွတ်ကျဲကဲသို့သောကုန်ကျန်းတွေနဲ့ထုတ်လုပ်ထားတဲ့အတွင်းခံတွေမှာတော့ဓာတုပစ္စည်းအမြောက်များပါဝင်လို့ဆိုးကျိုးကိုဖြစ်စေကြောင်းအသိပေးလိုက်ပါရစေဗျာအခုတင်ဆက်ပေးသွားတာကတော့အမျိုးသမီးအင်္ဂါကိုမလုပ်တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like share လုပ်ပြီးတော့ဝေမျှပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာဘလို့ကျမ်းမာရေးဘူးတုဒတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်းနဲ့အခုဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေဗျာ